ကလေးတယောက်ကိုဘလို့ချော့ရမလဲဆိုတာမသိတဲ့တထေးကြီးနဲ့ကလေးထိမ့်မလေးတို့ရဲ့တွေ့ဆုံမှုတထေးကြီးရဲ့သားလေးကိုကလေးထိမ့်မလေးကတိတ်လိုက်နိုင်တာကိုမြင်တော့တထေးကြီးကအံ့ဩသွားတယ်ကလေးထိမ့်မလေးကကလေးဆိုတာရိုးရှင်းပါတယ်နှွေးထွေးတဲ့ပွေးပတ်မှုလေးတစ်ခုပေးလိုက်ရင်သူတို့လေးတွေအယမ်းပျော်သွားတာပါလို့ပြောလိုက်တယ်ဒီစကားကိုကြားတော့တထေးကြီးကမနှက်ဖြန်မှာသူ့သမီးလေးကိုပါခေါ်လာမယ်သမီးလေးအတွက်အခန်းနဲ့အဝတ်စားတွေပါပြင်ဆင်ပေးဖို့တာဝန်ပေးလိုက်ပြန်တယ်သမီးလေးအတွက်ပြင်ဆင်ထားတဲ့အခန်းကတော့တကယ်ကိုနန်းတော်လေးတစ်ခုလိုပါပဲလှပတဲ့ခေါင်းဝင်လေးတွေပူပေါင်းလေးတွေနဲ့ပြည့်နေတာဒါပေမဲ့ကလေးထိမ့်မလေးကမိန်းကလေးတိုင်းကအမြဲတမ်းခေါင်းဝင်ကြီးတွေပဲဝတ်ချင်တာမဟုတ်ဘူးတက်တောင့်တက်တာရှိတဲ့အဝတ်စားလေးတွေလည်းလိုအပ်တယ်လို့အကြံပေးလိုက်ပါတယ်တထေးကြီးကချက်ချင်းပဲအဝတ်စားတွေထက်လဲဖို့အမိန့်ပေးလိုက်တယ်ဒါပေမဲ့အဲ့ဒီအဝတ်စားတွေရဲ့ဈေးနှုန်းကိုမြင်လိုက်ရတဲ့အခါမှာတော့ကလေးထိမ့်မလေးတယောက်မျက်လုံးပြူးသွားရပါတော့တယ်ဘာတွေဆက်ဖြစ်မလဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်